ကျွန်တော်တာဝန်ကျသောမြို့လေးဖြစ်တယ်ကျွန်တော်တို့၎င်းမြို့လေးကိုမနေ့ကရောက်ရှိလာတယ်တာဝန်ကဒီလမ်းဒီမျိုးမှအလံတော်100လမ်းဖြစ်၍ကျွန်တော်တို့တက်စုထဲမှာကျွန်တော်တို့၄ဦးကို၎င်းမြို့လေးမှာတာဝန်ပေးခဲ့တယ်ကျွန်တော်တို့ရောက်နေသောမြို့လေးကပသိမ်မြို့သို့သွားရလမ်းငတိုင်းချောင်းနဲ့ရေစီမြို့ကြားဆိုရင်မမှားပါဘူးအလံတော်ကဒီတရက်2ရက်အတွင်းရောက်လာမှာဖြစ်တယ်ကျွန်တော်တို့ကကြိုတင်၍လမ်းကြောင်းရှင်းပေးရပြီးတော့၎င်းမြို့လေးမှာစခန်းချရမှာဖြစ်ပါတယ်ကျွန်တော်စစ်နိုင်အပါအဝင်တပ်သား3ယောက်နဲ့အတူတာဝန်ထမ်းဆောင်ရမှာဖြစ်တယ်ကျွန်တော်ကတော့တက်ကြက်ကြီးအစစ်နာဖြစ်ပါတယ်ကျွန်တော်အောက်မှာတပ်သားမောင်ထူသောမောင်ရန်နိုင်ဖြိုးနဲ့မောင်အုံးကျော်တို့ဖြစ်ပါတယ်ကျွန်တော်တို့ထိုမြို့လေးကိုရောက်လာတာကညနေဆောင်နေပြီဖြစ်ပါတယ်အဝေးပြေးလမ်းဖြစ်လို့ကားကနည်းနည်းရှင်းတယ်ဒါပေမဲ့ကားတစ်စီးနဲ့တစ်စီးက9မိနစ်လောက်တောင်မချပါဘူးပသိမ်သွားကားလမ်းဆိုတော့လိုင်းကားများခရီးတို့ခရီးရှည်လိုင်းများကြောင့်မပြတ်ပါဘူးကျွန်တော်တို့ကကားလမ်းဘေးမှာရှိတဲ့အရေးရတော့တနေရာမှာတာဝန်ယူပြီးတော့ဆောင်ရမှာဖြစ်တယ်ဟိုအချိန်မှာမိုးလေးညို့လာတယ်အဲ့ဒီခါမှာတက်သားအုံးကျော်ကဆရာမိုးရတော့မယ်ကျွန်တော်တို့ဘယ်မှာခိုရမှာလဲဒီမှာခဏပဲရမှာယူနီဖောင်းတွေဆိုရင်ကျွန်တော်တို့တညလုံးဒုက္ခရောက်မှာနော်အေးပါကွာမင်းတို့ဒီနားမှာပဲအရေးခဏခိုပြီးတော့စောင့်နေငါနဲ့ထူးတော်နေရာရှာလိုက်မယ်အုံးကျော်နဲ့မောင်ရနိုင်တို့နဲ့ကိုကုတ်ပင်ဘေးမှာရှိတဲ့မလုံးတလုံးအကျော်တဲနာကိုသွားပြီးတော့မိုးခိုဖို့သွားကြပါတယ်ကျွန်တော်နဲ့တသားထူးတော်ကပတ်ဝန်းကျင်မှာရှိတဲ့မြို့ရဲ့အခြေအနေနဲ့ပတ်ဝန်းကျင်ကိုလိုက်ပြီးတော့လေ့လာလိုက်တယ်အဲ့ဒီချိန်မှာမိုးကရွာဖို့ဟန်တမင်မြင်နဲ့ကောင်းကင်တစ်ခုလုံးအုံမှရွေလာပါတယ်လေနုအေးလေးလေးတိုက်ခတ်လာတယ်တစ်ချက်လျှက်စီးနဲ့ဝင်းကနေအလင်းတန်းလေးများပေါ်လာတယ်အချိန်ကလည်းညဘက်ကိုရောက်လို့၍ပတ်ဝန်းကျင်ကမှောင်လာပါတော့တယ်အဲဒီခါမှာစစ်နိုင်တဲ့တပ်သားထူးတော်တို့သူတို့တက်ချနာသောနေရာနဲ့တစ်ဖက်လုံးကြော်ကိုရောက်လာပြီးတဲ့နောက်စစ်နိုင်ဖုံးတော်ကြီးကျောင်းတစ်ကျောင်းကိုလှမ်းတွေ့လိုက်ရပါတယ်ဖုံးတော်ကြီးကျောင်းကကားလမ်းဘေးမှနည်းနည်းသာဝင်ရတယ်ကားလမ်းမကိုလည်းလှမ်းမြင်နေရတယ်သူတို့ရောက်နေသောနေရာကနေပြီးတော့၎င်းဖုံးတော်ကြီးကျောင်းကိုမြင်နေရ၍ဒီတညတော့ဖုံမောက်ကိုရှောက်တင်ပြီးတော့ခိုနာဖို့ပြောရမှာပဲမိုးကလည်းရွာတော့မယ်ဆိုတော့အကူကြီးတောင်းကြည့်ရမှာပဲထို့သောစစ်နိုင်ရတွေးပြီးတော့ကားလမ်းမှာဖုံးတော်ကြီးကျောင်းနာကိုရှောက်လာခဲ့ပါတယ်ဖုံးတော်ကြီးကျောင်းကအဝေးကစွလစ်မွန်းချွန်နဲ့ရွှေရောက်တဝင်းဝင်းတောင်းနေတယ်ကျောင်းက3ထပ်တိုက်ကျောင်းဖြစ်ပါတယ်၎င်းကျောင်းကမြို့ပြင်ဖြစ်၍ကားလမ်းမဘေးမှာထီတစောင်းနဲ့ဖြစ်နေပါတယ်မြို့ဆိုပေမဲ့ကားလမ်းမအထဲကိုနည်းနည်းတော့ဝင်ရတယ်သူတို့နားနေသောနေရာမှာသာကားလမ်းဘေးစားတောက်ဆိုင်တန်းကများပေမဲ့တိတ်ပြီးတော့မစီကားပါဘူးအဝေးပြေးကားလမ်းဖြစ်၍တချို့ကားများကမရက်မြို့သေး၍လားဒါမှမဟုတ်မိုးချုပ်၍လားတော့မသိပါဘူးသူတို့ရောက်လာတဲ့အချိန်မှာနားနေသောကားများတိတ်မတွေ့ရပါဘူးအခုလဲသူတို့ဖုံးတော်ကြီးကျောင်းကိုလာတဲ့ကားလမ်းနဲ့မြို့ထဲကိုဝင်သောလမ်းကလည်းလူရှင်းနေတယ်ကျောင်းကတော့စွလစ်မွန်းချုံနဲ့ကြည့်ရတာတော့တင့်တယ်လှပါတယ်ဒီဖုံးမောကဒီမျိုးမှာအချမ်းသာဆုံးဖုံများလားကျောင်းကြီးက3ထပ်တောင်ဆိုတော့ရှာပပပဲစစ်နိုင်ထို့သို့တွေးမိလိုက်တယ်တွေ့ရင်စစ်နိုင်နဲ့ထူးတော့ဖုံးကြီးကျောင်းဝင်းကိုဝင်မို့ကြည့်လိုက်တဲ့အခါမှာခြံဝင်းတကပြက်နေတယ်ခြံတကတစ်ဖက်ကိုရိုက်လဲမလို့ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်၎င်းခြံဝင်းနဲ့ကျောင်းကနည်းနည်းတော့လှမ်းတယ်စစ်နိုင်တို့အထဲကိုလှမ်းဝင်ခဲ့တော့အဲ့ဒီခါမှာမထင်မှတ်တော့အတန်ဟာအမလီစစ်နိုင်ရဲ့အတန်အမလီပြလောက်ပါအောင်ထူးစော်ရဲ့အတန်ဟာဘလို့ဖြစ်တာလဲဘသူလဲကွာခဲနဲ့ပြစ်တာစနန်ကဒေါသဖြစ်ပြီးတော့မေးလိုက်ပါတယ်ခဲလုံးကသူ့ရဲ့ခေါင်းဂျိုစားကိုရှက်ထိပြီးတော့ဘေးနားဖြတ်သွားတယ်ခဲလုံးကတလုံးနဲ့မဟုတ်ပါဘူး4-5လုံးလောက်ရှိမယ်အဲ့ဒီခါမှာစနန်တို့ကျောင်းသားရောက်လာ၍ကျောင်းထဲကိုအခုမှကြည့်မိတယ်မီးလည်းမထွန်းထားပါဘူးညကလည်းမှောင်နေပြီမဟုတ်လားမြို့မကြတော့မကြဖြစ်၍လျှက်စစ်မီးများမရလို့မထွန်းတာလားလို့ထင်မိတယ်အဲ့ဒီခါမှာအနားရောက်မှတတိချကြည့်တော့လူလဲတယောက်မှမတွေ့ရပါဘူးစစ်နိုင်ဒေါသပို့ပြီးတော့ဖြစ်မိတယ်ဘသူမှမသိပဲသူတို့ကိုခဲနဲ့ပြစ်၍ပြေးသွားသူကိုသူတို့မမြင်လိုက်ရ၍ပို့ပြီးခံပြင်းနေမိပါတယ်ခဲနဲ့ပြစ်ပြီးတော့ပြေးရင်လည်းခြေတန်းကတော့ကြားရမှာဖြစ်ပါတယ်သူ့ကိုလာမှန်တော့ခဲလုံးကိုကောက်ယူကြည့်လိုက်တဲ့အခါမှာအုတ်နီခဲလည်းမဟုတ်လမ်းခင်းတဲ့ကြောက်လည်းမဟုတ်ပါဘူးတတိချကြည့်လိုက်တော့ကြောက်စရိတ်ခဲလုံးလေးများဖြစ်နေတာကိုတွေ့လာရတယ်ထိုနေရာထိုဒေသမှာကြောက်စရိတ်ခဲလုံးကဘယ်ကနေဘလို့ရောက်ပြီးတော့ဘသူမှများဖြစ်ပါလိမ့်ဆိုပြီးတော့စဉ်းစားမရဖြစ်မိတယ်ဒေါသမပြေသေးပါဘူးကျောင်းထဲမှာကမှောင်နေ၍ဘသူမှမရှိဘူးဆိုတာသိကြသွားတယ်သိကြသွားအောင်လည်းအကြိမ်ကြိမ်အော်ခေါ်ခဲ့သေးတယ်
ဘယ်သူမှလည်းထူးတယ်မကြပါဘူးဒါနဲ့စစ်နိုင်တဲ့ထူးတော်တို့ကင်းချခဲ့သောတပ်သား2ယောက်ကိုဒီညဒီမှာနားဖို့အတွက်ထူးတော်ကိုလှုပ်ပြီးတော့ခေါ်ခိုင်းလိုက်တယ်တပ်သားထူးတော်လည်းစစ်နိုင်စီကအမိတ်ရ၍ချက်ချင်းပဲသူ့ရဲ့လူများကိုခေါ်ဖို့ထွက်လာခဲ့ပါတယ်အဲ့ဒီခါကျောင်းရှိမှာစစ်နိုင်တဦးတည်းသာကြံခဲ့တယ်အဲ့ဒီခါမှာရီတန်တစ်ခုကိုကြားလိုက်ရပါတယ်၎င်းရီတန်ကကျောင်းပေါ်မှာဖြစ်တယ်ကြည့်လိုက်တော့မှောင်နေမဲမှာဘယ်သူမှမရှိပဲရီတန်ကထွက်လာတယ်အဲ့ဒီနောက်လှေကားပေါ်မှာအရာဝတ္ထုတစ်ခုခုပြစ်ချလိုက်တော့အတန်ကိုတစ်ခါထပ်ပြီးတော့ကြားရပြန်တယ်လှေကားသုံးထက်ကျောင်းရဲ့ဘေးမှာတစ်ခုရှိတယ်ထို့လှေကားကအရာဝတ္ထုတစ်ခုလိမ့်ပြီးတော့ကျလာတယ်စစ်နိုင်တို့ကစစ်သားတွေဆိုတော့ကြောက်စိတ်တော့မရှိပါဘူးဒါပေမဲ့နည်းနည်းတော့လန့်နေတယ်ဘာဖြစ်လို့လဲဆိုတော့ခုနကလိုအဝေးကနေခဲနဲ့ဖြစ်ဖြစ်တခြားတစ်ခုခုနဲ့ပြစ်မှာတော့ကြောက်တယ်စစ်နိုင်လဲလှေကားပေါ်မှာကျလာတော့အတန်လာရစီကိုဓမီနဲ့ထိုးကြည့်လိုက်ပါတယ်အပေါ်ဆုံးထက်မှအုံသီး6တလုံးကျလာတာတွေ့လိုက်ရတယ်ဒါဆိုရင်အပေါ်ဆုံးထက်မှတယောက်ယောက်ရှိနိုင်တယ်သူတို့လာမှဆိုလို့မလာရဲအောင်တယောက်ယောက်ကများဟန်တားနေသလားလို့ထင်မိတယ်အပေါ်မှာရှိရဲ့လူကလူကောင်းလားစိတ်မနှက်နဲ့သူလားဒါမှမဟုတ်ကလေးတွေများလာပြီးတော့စောင့်နေကြတာလားလို့တွေးမိတယ်အဲ့ဒီခါမှာစစ်နိုင်ကမတင်ငါ၍ဟဲ့ဘယ်သူရှိလဲအပေါ်မှာအဲ့လိုဆိုပြီးတော့ခဏစောင့်ကြည့်လိုက်တယ်ဘာသာမှပြန်ပြောတာမကြားပါဘူးဒါနဲ့ဒုတိယကြိမ်ထပ်ပြီးဟဲ့အပေါ်မှာဘယ်သူရှိလဲလို့မင်းနေရလေမကြောက်လားစစ်နိုင်လဲဒုတိယကြိမ်ထပ်ပြီးတော့မေးလိုက်တယ်ဒုတိယကြိမ်မေးလဲဘာမှပြန်လာတာမကြားပါဘူးအဲ့ဒီချိန်မှာသူ့နားကိုရဲဘော်များရောက်လာကြတယ်ဆရာကျွန်တော်တို့ရောက်လာပြီအေးရဲဘော်အောင်ကျော်ကကျောင်းရှိမှာကင်းဆောင်ကြံခဲ့ကျန်တဲ့ရဲဘော်2ယောက်ကငါနေလိုက်ခဲ့ကျောင်းထဲမှာဖုံဖုံရှိရင်ရှောက်ပြီးတော့ဒီမှာတညနာရအောင်စစ်နန်းကပြောပြီးကျောင်းရဲ့အပေါ်ဆုံးထက်ကိုတက်လာခဲ့ကြပါတယ်သူထင်တာကတော့ဆရာတော်ဖေကဒီအပေါ်ဆုံးထက်မှာကျင်းနေတယ်လို့ထင်မိတယ်သူတွေးနေစဉ်ဟေးငါကျောင်းမော်ကိုဘယ်သူမှမလာနဲ့ဟင်အတန်းကအောနေသလားလို့ဆရာတော်ရဲ့အတန်းကဘယ်လိုလဲအောင်မြင်သောအတန်ရှင်မဟုတ်ပဲအတန်းကအောနေတယ်ပါဇက်ထဲမှာကိုများဝါပြီးပြောနေသလားလို့ထင်မိတယ်အဲ့ဒီခါမှာသူတို့တော့ကျောင်းမော်ကိုတက်ဖို့အလုံးမှာတော့3ယောက်သားတန်ကြိုင်អော်လိုက်မိပါတယ်ထို့သောអော်လိုက်ပြီးဝုန်းဆိုတော့အတန်ကြလာရနေရာကိုကြည့်လိုက်တဲ့အခါမှာအမောင်ထဲမှာမျက်လုံးနှလုံးသာမြင်ရတယ်အဲ့ဒီခါမှာစစ်နိုင်ကဓမီနဲ့ကြသောနေရာကိုထိုးကြည့်လိုက်တော့ကြောင်တကောင်ဖြစ်နေတာကိုတွေ့လိုက်ရတယ်တော်ပါသေးရဲ့ရန်နန်းကကြောက်ပြီးတော့អော်လိုက်တော့ကြောင်သူ့ကိုယ်သူအားပေးလိုက်ပါတယ်ဒါနဲ့သူတို့အောက်ထပ်မှကြော်ပြီးဒုတိယထပ်ကိုရောက်လာတယ်အောက်ထပ်ကိုတော့တကားတော့ခတ်ထား၍မဝင်ခဲ့ပါဘူးဆရာတော်များအပေါ်မှာများရှိမယ်ထင်လို့အပေါ်ကိုတက်ဖို့စိတ်ကဖြစ်မိတယ်အခုလည်းဒုတိယထပ်ကိုရောက်လာတယ်ဒုတိယထပ်ကတကားကတက်တာတကားများဖြစ်၍အဖွင့်အပိတ်အတုံးမပြူတာကြာ၍တကားနှစ်ချက်ကြားမှဟာတတလေးဖြစ်နေတာတွေ့ရတယ်ဒါကြောင့်စစ်နိုင်လည်းတကားနှစ်ချက်ကြားမှဓမီထိုးပြီးတော့အထဲကိုခြောင်ကြည့်လိုက်ပါတယ်အထဲမှာဘာမှတော့မရှိကတဲ့နှလုံးနဲ့ဘီရိုလေးတစ်လုံးသာရှိတယ်လူလည်းတရားမှမရှိပါဘူးစစ်နိုင်ကနည်းနည်းတော့စိတ်ဝင်စားသွားတယ်အောက်ထပ်မှာတော့ခတ်ထားတယ်ဒုတိယထပ်မှာလည်းတရားမှမရှိပဲတကားတော့ခတ်ထားတယ်ဒါဆိုရင်အပေါ်ဆုံးထပ်မှာများလူရှိနိုင်တယ်လို့စိတ်ထဲမှာထင်ပြီးအပေါ်ဆုံးထပ်ကိုဆက်ပြီးတော့တက်လာခဲ့တယ်အဲ့ဒီခါမှာဘာတန်လဲကွမင်းတို့ကြားလားစစ်နိုင်ကကျန်တဲ့တပ်သား2ယောက်ကိုမေးလိုက်ပါတယ်အဲ့ဒီခါမှာတက်ဦးကဟုတ်ကဲ့ဆရာကြားပါတယ်မြောက်ဝဒနဲ့တူတယ်အဲ့လိုထူးတော်ကပြန်ပြေးလိုက်ပါတယ်အဲ့ဒီခါမှာသူတို့တော့အပေါ်ရောက်လာတယ်အပေါ်ရောက်၍တကားကိုကြည့်လိုက်တော့တောက်ခတ်ထားတာကိုတွေ့ရတယ်ဒါမဲ့ရုတ်တရက်မို့တောက်ခလောက်ကတန်းလန်းဖြစ်နေ၍တောက်ခတ်ထားတယ်လို့ထင်လိုက်ပါတယ်တေချာစစ်စေးကြည့်လိုက်တော့တော့ဟာပြုတ်နေတယ်တကားချက်ပတ်တာလဲကွာဟနေတာကိုတွေ့ရတယ်အထဲမှာလည်းဘာအတမ်းမှမကြားပါဘူးအထဲကိုပတ်တာကွာနေ၍ဖွင့်ပြီးတော့ဝင်လိုက်တဲ့အခါမှာမြောက်နှစ်ကောင်ရုတ်တရက်တွေ့လိုက်ရတယ်အထဲမှာဆရာတော်လည်းမတွေ့ပါဘူးမြောက်များကသူတို့ဝင်လာ၍ကျောင်းခေါင်မိုးပေါ်ခုန်တက်ပြီးအမိုးရဲ့အပေါ်ဘက်လေဝင်ဘောက်ကနေထွက်သွားကြတယ်သူတို့ထွက်သွားတာအပေါက်နဲ့ဘေးမှာရှိတဲ့တစ်ပင်နဲ့ဆက်နေ၍တစ်ပင်ပေါ်ကိုခုန်ပြီးတော့ကူသွားကြပါတယ်စစ်နိုင်တို့လည်းဘယ်သူမှမရှိတော့အကြောင်းမှာဘသူကမှလည်းပြောစရာမလိုဘူးလို့ထင်ပြီးတော့သူတို့၎င်းပေါ်ထက်မှပဲနားဖို့လုပ်လိုက်ကြတယ်။ကရင်တလုံးလည်းအစင်သင်းရှိတယ်။တကားရဲ့နောက်မှာတပြက်စီးတစ်ချောင်းမှာအစင်သင်းတွေ့ရတယ်။တခန်းလုံးလည်းဖုံများကပ်နေ၍တမျက်စီးနဲ့တော်တော်လှဲယူရတယ်။အဲဒီနောက်အခန်းတစ်ခန်းပိတ်ထားတာကိုတွေ့တယ်။တကားချက်မထိုးထား၍အထဲကိုဓမီနဲ့ထိုးကြည့်လိုက်ပါတယ်။ဖျားလဲနှစ်လိပ်ထောင်ထားတာတွေ့လိုက်တယ်။ဘီတို့တလုံးလည်းတွေ့ရတယ်။
ဘီရိုထဲမှာပကံခွက်စွန်အနေအချင်းတွေ့ရတယ်။စစ်နိုင်တို့အခန်းထဲကဖြာလေးနှစ်လိုက်ကိုယူလိုက်ပါတယ်။အဲ့နောက်သူတို့သုံးအခန်းထဲမှာပင်မနွမ်းနယ်နေ၍နားလိုက်ကြပါတယ်။စစ်နိုင်နဲ့ရန်နိုင်ဖြိုးကနားပြီးတော့ထူးတော်ကကင်းချထားလိုက်တယ်။အောက်မှာလည်းအုံးကျော်ကခြံဝါးမှာစောင့်ပြီးတော့ကြံခဲ့ပါတယ်။အုံးကျော်ကပတ်ဝန်းကျင်မှာလူအသွားလာမရှိ၍သူ့လည်းအနားမှာရှိသောအုတ်တိုင်ကိုမိလိုက်ပါတယ်။အဲ့ဒီခါမှာတခုခုနဲ့ပြစ်ပေါက်လိုက်သောအတန်များကိုကြားရတယ်။အတန်များကသူ့နားမှာလာကြတန်များဖြစ်ပါတယ်။အုံးကျော်လည်းပတ်ဝန်းကျင်ကိုရှောက်ကြည့်တယ်။ဘယ်သူမှလည်းမတွေ့ပါဘူး။အဲ့ဒီခါအုံးကျော်ကဟုတ်မဟုတ်ရဲ့လား။ဘယ်သူများပြစ်ပေါက်နေပါလဲ။သူလည်းနည်းနည်းတော့ကြောက်လာမိတယ်။ကျောင်းမော်တက်သွားသောသူများလည်းအခုထိပြတ်မစင်းလာသေးပါဘူး။အဲ့ဒီချိန်မှာထူးတော်လည်းကျောင်းရဲ့ပြတင်းတကားဖွင့်ပြီးကျောင်းမှာကြံခဲ့သောအုံးကျော်ကိုလှမ်းပြီးကြည့်လိုက်တယ်။အုံးကျော်နဲ့သူကနည်းနည်းတော့လှမ်းတာတွေ့ရတယ်။ဒါပေမဲ့သူတို့ထားခဲ့သောနေရာမှာအုံးကျော်မရှိတော့ပါဘူး။သူလည်းနည်းနည်းစိုးရိမ်သွားမိတယ်။အဲ့ဒီချိန်မှာစစ်နိုင်နဲ့ရန်နိုင်ဖြိုးတို့ကအိပ်ပျော်နေကြပါတယ်။သူတို့ပြီးရင်တော့သူ့အလဲကနောက်4နာရီချာမှနားရမှာဖြစ်ပါတယ်။အဲ့ဒီခါမှာစစ်နိုင်တယောက်ကအိမ်မက်မက်နေတယ်။အိမ်မက်ထဲမှာတကူလုံးအဝါရောင်ခြုံထားသောလူတစ်ယောက်သူ့နားကိုရောက်လာတယ်။ခေါင်းတစ်ခုလုံးမှာခြုံထားပါတယ်။မျက်နှာကတော့ခြုံထားသောပိတ်စာကြောင့်မမြင်ရပါဘူး။၎င်းအဝါရောင်တကူလုံးခြုံထားသောသူကဟဲ့ကောင်လေးထမင်းတို့ဒီကနေအမြန်ဖယ်ပါဒါငါနေရပဲဘယ်သူမှလာလို့မရဘူးဆိုတာမင်းတို့မသိဘူးလားအဲ့ဒီခါမှာစစ်နိုင်ကခမရဘာတူလဲငါကဒီကျောင်းတော်ရဲ့အရှင်သခင်ပဲဒါငါရဲ့ကျောင်းပဲငါရဲ့ပိုင်နဲ့တည်းဘယ်သူမှမလာရဘူးဆိုတာမင်းတို့မသိဘူးလားကျွန်တော်တို့ကခဏနာကြတဲ့ဧည့်သည်တွေပါဒီတညပဲတဲမှာပါမလို့ချင်ငါရဲ့ကျောင်းမှာဘယ်သူမှလာတာမကြိုက်ဘူးမင်းတို့နေဒီကမသွားသေးငါအကြောင်းသိမယ်ဒါနဲ့ခမရကဗမာနေရလဲကျွန်တော်တို့လာတော့ဒီကျောင်းမှာလည်းမတွေ့ပါလားဒါတွေမင်းတို့ပြောဖို့မလိုငါရဲ့ကျောင်းပေါ်ကသာမင်းတို့တွေအမြန်ဖယ်ကြပါစစ်နိုင်လဲသူ့ကိုလာပြီးတော့မောင်းထုတ်တဲ့သူဘယ်သူမှမသိပဲစဉ်းစားနေမိပါတယ်သူတို့ကလည်းမိုးချုပ်နေ၍သာဒီနားမှာဒီကျောင်းတစ်ကျောင်းသာတွေ့၍ဝင်နာခြင်းဖြစ်တယ်ကျောင်းမှာကလည်းဘယ်သူမှမရှိ၍နာခဲ့ကြတယ်အခုတော့ပိုင်ရှင်ပေါ်လာ၍လာပြီးတော့မောင်းထုတ်နေတာသိရ၍လန့်ပြီးဟာစစ်နိုင်ကကမန်းကနန်းထထိုင်လိုက်မိပါတယ်သူ့ရဲ့ဘေးမှာရန်နိုင်ဖြိုးကအဲ့လိုကောင်းတော့ဖြစ်တယ်သူကတော့လန့်လို့ရင်မအိတ်တော့ပါဘူးထို့နောက်ထူးတော်ကိုရှာကြည့်လိုက်တဲ့အခါမှာလှေကားပေါ်ကနေအပြင်ဘက်ကိုကြည့်ပြီးတော့ကင်းဆောင်နေတာတွေ့လိုက်ရပါတယ်ဒါနဲ့သူလည်းထူးတော်နားကိုလာပြီးတော့ရဲဘော်ထူးတော်သွားနာကြည့်ဆရာစောင့်လိုက်မယ်ဟာရပါတယ်ဆရာကလည်းဆရာသာအိပ်ပျော်အောင်သာအိပ်ပါကျွန်တော်စောင့်ပါမယ်ကျွန်တော်အားမနာပါနဲ့ဒါနဲ့ဘာထူးသေးလဲဘာအောင်မေးတာလဲဆရာပတ်ဝန်းကျင်ချင်းတွေကိုမေးတာထူးတယ်ဆရာအုံးကျော်ပြောင်းနေတယ်အဲ့ဒီခါစစ်နိုင်လဲကျောင်းရဲ့ခြံထိပ်ကိုကြည့်လိုက်ပါတယ်အုံးကျော်မတွေ့ရဒါနဲ့စစ်နိုင်လဲကျောင်းကိုပြန်ဆင်းပြီးတော့အုံးကျော်နားကိုရှောက်လာမိတယ်ဟောတွေ့ပါပြီရဲဘော်အုံးကျော်ကအုတ်တိုင်ကိုမှီပြီးတော့အပြုံငေးနေတာကိုတွေ့လိုက်ရတယ်သူလဲပင်မန်းလို့ညောင်းလို့မှီပြီးတော့စောင့်နေတာဖြစ်မှာပါစစ်နိုင်လဲအုံးကျော်နားကိုရောက်တော့ရဲဘော်အုံးကျော်သွားခဏနားကြည့်ဆရာဆက်ပြီးတော့စောင့်မယ်အုံးကျော်လည်းဟမ်မဆောင်နိုင်၍၎င်းအုတ်တိုင်မှာပဲထိုင်ချပြီးမှီပြီးတော့ငိုင်းလိုက်ပါတော့တယ်။စစ်နိုင်လည်းဘာမှမပြောတော့ပဲတတအုံးကျော်ကိုကြည့်ပြီးတော့တနာသွားတယ်။တာဝန်ကျေတဲ့ရဲဘော်တွေပါလား။ထို့သို့စိတ်ထဲကနေပြောလိုက်မိပါတော့တယ်။မနှက်ဖြတ်ဆိုဒီလမ်းမှာအလန့်တော်တည်သွားတော့မှာမဟုတ်လား။သူတို့ကတခဏဒီမျိုးဒီနားမှာတာဝန်ယူထားရတော့တက်စုတွေကတက်စိတ်လေးတစ်ခုဖြစ်ပါတယ်။သူအပါအဝင်၄ဦးအဖွဲ့ဒီမျိုးနားမှာတာဝန်ယူရတယ်။မနေ့ပြန်စောစောထားပြီးတော့သူတို့လမ်းမတစ်လျှောက်ကင်းချပြီးတော့စောင့်ကြည့်ရမှာဖြစ်တယ်။ဒါမှလည်းအလန့်တော်တရားတစ်လျှောက်မှာအန်ရယ်ကင်းချောမွေးစွာတည်ယူရနိုင်မှုသူတို့မှာတာဝန်ရှိရမဟုတ်လား။စစ်နိုင်အုံးကျော်ကိုကြည့်ပြီးတော့တနာသွားတယ်။ဘယ်ချာအိတ်ချင်နေမှန်းမသိအိတ်နေတာဟောက်တောင်နေပြီ။အဲဒီခါမှာပစ္စည်းများပြုတ်ကျတဲ့အတန်တစ်ခုကိုထူးတော်ကြားလိုက်ရတယ်။ဘယ်ကအတန်ပါလိမ့်လို့နားဆွလိုက်တယ်။အတန်ကတော့သူတို့အပေါ်ကမဟုတ်ပါဘူး။ဒုတိယထပ်မှဖြစ်တယ်။သူတော်နည်းနည်းလန့်သွားတယ်။ကဲမဲဆောင်ရမလားအောက်ပဲစင်းကြည့်ရမလားဆိုတာဝေခွဲမရဖြစ်နေမိပါတယ်။အဲ့ဒီချိန်မှာတက်ကြက်ကြီးစစ်နိုင်ရောက်လာပြီးတော့ဘာအတန်တွေလဲကွာထူးတော်ဟုတ်တယ်ဆရာအောက်ထက်ကအတန်ပါစစ်နိုင်လဲတကားကြမှာလက်နှိပ်တက်မီထုံပြီးတော့ကြည့်လိုက်ပါတယ်။တကားနှစ်ချက်ပိတ်တကားဖြစ်၍အလယ်မှာဟာတတလေးနဲ့အထဲကိုတက်မီထိုးပြီးတော့ကြည့်မိတယ်။အထဲမှာလည်းဘာမှမတွေ့ပါဘူး။ဒီเจ้าတော်ကြီးကသူတို့အတွက်အလွန်ထူးခြားလို့နေတယ်။ဘာကြောင့်များသူတို့ကိုခြောက်နေရတာလဲ။ဒီနားတစ်ဝိုင်းမှာဆိုလို့မြောက်လေးတွေသာရှိတယ်။မြောက်လေးတွေကလည်းဒီလိုမျိုးလုံးမှာမဟုတ်ပါဘူး။အတန်အမျိုးစုံကိုတစ်မျိုးပြီးတစ်မျိုးမတူအောင်ခြောက်နေတယ်။
ဒီတညတော့သူတို့တီးခတ်ပြီးစောင့်ရမှာပဲလေသူအိပ်ပျော်တော့ကလည်းလာပြောတဲ့သူကဘသူများပါလေလို့တွေးမိတယ်တကူလုံးအဝါရောက်ပိတ်ကြီးပတ်ထား၍ဘသူပဲဝါဆိုတာသူ့အဖို့မသိနိုင်ပါဘူးမျက်နှာမြင်ရင်လည်းမှတ်မိဖို့မလွယ်သူတို့အများဒီเจ้าမှနေတာမလို့ခြင်းလို့လာပြီးတော့ခြောက်နေတာလားလို့ထင်မိတယ်သူတို့မှကလည်းသွားစရာနားစရာဆိုလို့ဒီเจ้าတော်သားတွေ့၍သူတို့လည်းဝင်နာရတာမဟုတ်လားစစ်နိုင်လက်ကနာရီကိုကြည့်လိုက်တယ်ည2 နာရီထိုးနေပြီမိုးလင်းမို့တိတ်မလို့တော့ပါဘူးဒုတိယထပ်မှာဘာမှမတွေ့၍သူလည်းအောက်ထပ်ကိုဆင်းလာခဲ့တယ်အောက်ထပ်ကိုရောက်တော့တကားကိုမထင်မှတ်ပဲကြည့်မိတယ်တကားကတော့ခတ်ထား၍ပြန်လှဲဖို့အလုံးမှာကျောင်းပြကနေအရေးတစ်ခုဝင်သွားတာကိုတွေ့လိုက်ရပါတယ်သူလည်းချက်ချင်းလိုက်ဖို့လုပ်တယ်ဒါပေမဲ့ရုတ်တရက်ဆိုတော့ကြောင်ပြီးတော့ကြည့်နေမိပါတယ်ချက်ချင်းပဲကျောင်းပြကိုပြေးသွားပြီးတော့ကြည့်လိုက်တယ်ဒါပေမဲ့ဘယ်သူမှမတွေ့တော့ပါဘူးဒါနဲ့စစ်နိုင်လဲခြံရှိကိုပြန်လာပြီးတော့ကင်းဆက်ပြီးတော့စောင့်နေပါတော့တယ်မနက်မိုးလင်းသွားတယ်အဲ့ဒီချိန်မှာဘေးလမ်းမှာလူနဲ့ဦး3 ဦးထွက်လာကြတယ်၎င်းလူများကသူတို့ကင်းဆောင်နေတော့အနားကိုရောက်လာပြီးဆရာတို့ဒီမှာဘာလုပ်နေရလဲကျွန်တော်တို့အလံတော်အတွက်ကင်းဆောင်နေတာပါအလံတော်ကဒီလမ်းဖြတ်မှာလေဒါဆိုဆရာတို့ဒီเจ้าရှိမှာတညလုံးရှိနေတာပေါ့နော်ဟုတ်တယ်ဟင်ဆရာတို့ဒီเจ้าထဲကိုရောဝင်သေးလားဝင်တာပေါ့ဒီเจ้าထဲမှာပဲဝင်တဲတာလေဟာတကယ်စစ်နိုင်၎င်းလူရဲ့ဟင်ဟာဖြစ်သွားတာကိုအံ့ဩသွားပါတယ်၎င်းလူရဲ့မျက်စိမျက်နှာပြတ်သွားတာလည်းတွေ့လိုက်ရတယ်အဲ့ဒီခါမှာ၎င်းရွာထဲမှာလူကဆရာတို့ဘာမှမဖြစ်ကြဘူးလားဥပမာပြခဲနဲ့ပေါက်တာတို့အရေးမြင်ရတာတို့အတံပလန်တွေကြားရတာတို့ပေါ့စစ်နိုင်လဲ၎င်းလူတွေပြောတာအားလုံးသူကိုယ်တိုင်မြင်တွေ့ကြားသိလိုက်ရတာမဟုတ်လားဒါနဲ့စစ်နိုင်လဲဒီကနောင်ကြီးတို့ပြောတာအားလုံးတွေးကြုံရပါတယ်ဒါနဲ့ဒီเจ้าကကျောင်းနိုင်ဖုံကြီးကဖယ်သွားတာလဲမတွေ့ပါလားဖုံဖုံကပြန်လွန်တော်မူသွားပြီး3 နှစ်ပြည့်တော့မယ်ဒီเจ้าကိုဆက်ပြီးတော့ထိမ့်သိမ့်မဲ့ကျောင်းနိုင်ဖုံကြီးတွေလည်းရောက်လာပါတယ်ဒါမဲ့6 လမကြာပါဘူးပြန်သွားကြတယ်အခုထိဒီเจ้าဘယ်ဖုံဖုံမှမလာကြတော့ဘူးကျွန်တော်တို့လည်းဒီเจ้าကြီးကိုအခုလိုပဲပိတ်ထားရတာဒါနဲ့နောင်ကြီးတို့ကဒီမျိုးပါပဲလားဟုတ်ပါတယ်ဒီเจ้าကြီးကိုအခုလိုပဲဆက်ပြီးထိုင်ပျက်စီးသွားမှာပေါ့ဟုတ်ပါတယ်ကျွန်တော်တို့လည်းမပျက်စီးစေချင်ပါဘူးဒါမဲ့ဒီเจ้าမှနေထိုင်သွားတဲ့ဖုံဖုံကမကျွတ်ဘူးလေဘာဖြစ်လို့လဲဗျာအဲ့ဒီခါမှာ၎င်းလူကစစ်နိုင်ကိုအကြောင်းစုံပြောပြလိုက်ပါတယ်ဒီလိုအကိုရဒီเจ้าရဲ့အလူရှင်ကဦးလူမောင်ဒေါ်ဖွားရှင်လို့လေသူတို့ကဒီเจ้าကြီးကိုစောင်းလုံးလှူဒန်းပြီးတော့ဆရာတော်ရေဆက်ချပြီးတော့လှူဒန်းခဲ့ပါတယ်ဒါမဲ့၎င်းဆရာတော်ကလည်းဒီเจ้าတော်ကြီးမှာကြကြမနေလိုက်ရအောင်9 နှစ်ကျော်6 နှစ်လောက်မှပြန်လွန်တော်မူသွားတယ်ဆရာတော်ပြန်လွန်တော်မူသွားလို့ဆရာတော်နောက်တစ်ပါးကိုကျောင်းတိုင်ရအနှင်းခဲ့ပါတယ်အဲ့ဒီမှာပဲနောက်ထပ်ကျောင်းတိုင်ကိုပြန်လွန်တော်မူသွားတဲ့ဆရာတော်ကမကျွတ်ပဲကျောင်းကြီးကိုဆွဲလန်းပြီးတော့အမျိုးမျိုးခြောက်လန့်တော့တာပဲဆရာတော်နဲ့ရွာသူရွာသားတွေကရေစက်ချအမျှတမ်းများပေးဝေပေမဲ့လည်းအခုထိမကျွတ်ဘူးဆရာတော်ဒီကျောင်းတော်ကိုအရန်အဆွဲလန်းကြည့်တော့မကျွတ်မလို့ဖြစ်နေတာပေါ့နောက်ဆုံးဆရာတော်2 ပါး 3 ပါးလောက်ဒီကျောင်းတော်ကိုလာပြီးတော့ထိုင်ပေးတယ်ဒါမဲ့နောက်ဆုံးဆရာတော်ပြောပြတာကတော့တနေ့မှာနေကင်းအိတ်ဆက်နေစဉ်သူ့ကိုကရင်ဘွားဆွဲချခံရတယ်လို့ပြောတယ်ပြီးတော့သူ့ရဲ့ခြေထောက်ကိုလည်းအရာတစ်ခုခုနဲ့အရိုက်ခံရတယ်လို့မျိုးနာကျင်မှုကိုခံစားရတယ်လို့ပြောတယ်ပြီးတော့တပိတ်တွေဆွန့်ဖုတ်ပေးပြီးတော့မှောက်ထားတာမနေ့ကျတော့အောက်ကိုရောက်နေတယ်အိမ်မက်ထဲမှာလည်းသူ့ကိုဒီကျောင်းတော်ကပြန်မို့လာပြီးတော့နှင်ချတယ်တဲ့ပြီးတော့တနေ့မှဆွန့်ခန့်ပြန်လာတော့ကျောင်းထဲဝင်မှာဘယ်ဟာပြစ်လိုက်မှန်းမသိတဲ့ကျောက်စရစ်ခဲလုံးတွေသူ့ကိုလာမှန်းတယ်ဒါနဲ့ဆရာတော်လည်းဘယ်သူများပြစ်လိုက်တယ်လဲလို့လိုက်ကြည့်တော့ဘယ်သူမှမမြင်ရဘူးအဲ့ဒီခါမှာစစ်နိုင်ရကြားဖြတ်ပြီးဒါနဲ့နောက်ဒီကျောင်းမှာကျောင်းသားတွေလည်းမရှိဘူးလားဟုတ်တယ်ကျောင်းသားတွေကဆရာတော်6လို့ဘယ်သူမှမနေရကြဘူးဒီကိုရောက်လာတဲ့ဆရာတော်တွေဒါတပားတဲ့ဒီကျောင်းမှာနေကြတယ်နောက်ဆုံးဆရာတော်လည်းအမျိုးမျိုး6 လန်းခံရလို့တရားမကျင့်နိုင်ပဲဒီကျောင်းတော်ကနေပြီးတော့ပြောင်းပြေးရတော့တာပဲစစ်နိုင်လည်းရွာသား3 ပြောပြတော့ဒီကျောင်းတော်ရဲ့ဇလန်းကိုကြားသိရ၍ကျောင်းတော်ကြီးကိုကြည့်ပြီးတော့နှမျောနေမိပါတယ်တကယ်တော့ဒီကျောင်းတော်ကြီးကဖုံဖုံတွေနဲ့ကျောင်းသားတွေပါဆွဆွဝဲဝဲညီညီညွတ်ညွတ်ကြီးပြုပြင်ထိန်းသိမ်းသွားမယ်ဆိုရင်ဒီရက်ဒီဒေတာမှာသာသနာတက်စုပွင့်လန်းလာမှာမဟုတ်လားစစ်နိုင်တို့တက်စုလေးနောက်နေ့မှာအလန်တော်တက်ယူပြီးလို့သူတို့ဒီအရက်ဒီဒေတာမှာမိမိတက်စကန်ရှိရာကိုပြန်ခဲ့ကြပါတော့တယ်